ကျွန်တော်ရဲ့ဘဝမှာလှုပ်ရှားနှစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ရဲ့ဘဝကကျွန်တော်မိဘထက်တာပြီးတော့ပုံမကောင်းတဲ့အခြေအနေပုံမကောင်းမှုနဲ့ဘဝဖြစ်အောင်ပူကြိုးစားရမယ်နောက်တစ်ချက်ကကိုယ့်ရဲ့သားသမီးတွေကိုကျွန်တော်ရဲ့ဘဝထက်ပိုတိုးတက်အောင်မြင်တဲ့သူဖြစ်အောင်ကောင်းမွန်စွာစွမ်းဆောင်နိုင်အောင်သူတည်ဆုံးမပေးနိုင်ရမှာဖြစ်တယ်ဟုတ်ပါတယ်ယနေ့ခေတ်21ရာစုမှာသားသမီးတွေကမိဘတွေကိုပြန်လည်လေးစားဖို့ရဲ့အတွက်သိခက်နေကြတယ်အဲ့လိုပြောတဲ့အခါမှာလူတိုင်းကိုဆိုလိုချင်မဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မိဘတွေကကျွန်တော်တို့တော့မတော်ပါဘူးကျွန်တော်တို့ကမတတ်ပါဘူးအမေဒါလေးတော့မသိဘူးလားအဖေဒါလေးတော့မသိဘူးလားဆိုပြီးတော့ကျွန်တော်တို့မိဘတွေကိုဒီလိုမျိုးပြောလို့ရှိပါတယ်ခစ်စနစ်ချင်းနေပေါ်မှာမူတည်ပြီးမိဘတွေကိုအထက်သေးတယ်မိဘတွေကဒီတိုးတက်နေတဲ့ပြောင်းလဲနေတဲ့ခေတ်ကြီးထဲမှာ digital literacy နော်digital နဲ့ပတ်သက်တဲ့ဖုန်းတွေနော်ဒီလိုမျိုးနည်းပညာတွေကိုသူတို့သဟဇာတမဖြစ်တဲ့အခါမှာမကျွမ်းကျင်နိုင်ပါဘူးဟုတ်ပါတယ်ဒါပေမဲ့မိဘတွေမှာအတွေးခေါ်အများကြီးရှိတယ်မိဘတွေမှာလောကရဲ့နိယာမကိုဘယ်လိုဖြတ်ကျော်ခဲ့လဲအတွေ့အကြုံဘဝနဲ့ရှင်တဲ့အရာတွေအများကြီးရှိပါတယ်သားသမီးတွေကမိဘစီမှာဘယ်တော့မှကျော်လို့မရနိုင်တဲ့အရာကြီးတစ်ခုကတော့မိဘရဲ့မြတ်တရားမိဘရဲ့ကြီးမားပုံမိဘရဲ့သားသမီးဘဝဘယ်လိုသဘောထားခဲ့လဲဘယ်လိုမျိုးဖြစ်စေချင်ခဲ့တယ်လို့ဆိုတာကသားသမီးတွေကဘယ်တော့မှမိဘရဲ့မြတ်တာကိုကျော်လွှားလို့မရဘူးဆိုတာကိုလည်းပဲလက်ခံနိုင်ဖို့လိုပါတယ်ဒီနေရာမှာမိဘထပ်ပိုပြီးတော့အောင်တတ်အောင်လုပ်ရမယ်ဆိုတာကမိဘတွေကသားသမီးကိုချစ်တဲ့ကဲ့သို့ကျွန်တော်တို့တွေလည်းပဲမိဘတွေရဲ့မြတ်တာတရားကြီးမားပုံလေသားသမီးပေါ်မှာစ조사ရှာဖွေခဲ့တယ်လို့ပဲကျွန်တော်တို့တွေစ조사မှုနှစ်ဆသောအရာတွေမိဘတွေကသားသမီးတွေမိသားစုတွေအတွက်လုံခြုံအောင်စိတ်ချအောင်နောက်ပြီးတော့စီးပွားရေးအတွက်ဒီလိုကြံစီသမျှတွေအကုန်လုံးစဉ်းစားတွေးခေါ်နိုင်တဲ့ကဲ့သို့ကျွန်တော်တို့လည်းမိဘတွေးတဲ့ကဲ့သို့ဓာတ်တက်ပို့တွေးအောင်ပို့တက်ကြွအောင်ပို့လုံးဆောင်နိုင်ဖို့အတွက်ပို့စူးစမ်းရမှာဖြစ်ပါတယ်။ဒါဆိုကောင်းပြီသားသမီးတွေကိုကြတော့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲ။သားသမီးတွေထက်ပို့တိုးတက်အောင်ကိုသားသမီးကကျွန်တော်တို့ကိုယ့်ရဲ့လက်ထက်မှာဓာတ်တက်ပို့တိုးတက်အောင်နေတော်မြောက်ပေးရမယ်။ပြုစုပြိုးထောင်ရမယ်။လမ်းမှန်ကိုရအောင်ပို့ဆောင်ပေးရမယ်။ဒီနေ့ခေတ်မှာသားသမီးတွေကပျက်စီးဖို့နည်းလမ်းပေါင်းများစွာရှိပါတယ်။ဒီလိုမျိုးခေတ်ကျွန်တော်တို့မသင်ပေးဘူးဆိုရင်ပျက်စီးဆုံးရှုံးမဲ့ပတ်ဝန်းကျင်တွေပျက်စီးဆုံးရှုံးမဲ့နည်းပညာတွေပျက်စီးဆုံးရှုံးနိုင်တဲ့အရာတွေအများကြီးရှိတဲ့အခါမှာသားသမီးတွေကိုဖျားတရားသိဖို့ရဲ့အတွက်လူကြီးသူကောင်းကိုရိုသေကိုင်းရှားဖို့ရဲ့အတွက်မိဘဆရာသမားကိုချစ်ကြောက်ရိုသေသိနိုင်မှုအတွက်တုံသင်ပေးရမှာဖြစ်ပါတယ်ဒီလိုမျိုးပြောတဲ့အခါမှာအာနာနဲ့အမိတ်နဲ့ပြောချင်းမဟုတ်ပဲနဲ့မိဘတွေကသားသမီးနဲ့အတူရှိနေချင်းတခါတည်းမိတ်ဆွေအနေနဲ့ဖြစ်ချင်းတခါတည်းကြောက်တငယ်ချင်းအနေနဲ့ရှိနေချင်းတည်လည်းပဲသားသမီးတို့ကိုကောင်းမှုနဲ့ပေါင်းသစ်ဆက်ဆက်ရေးကောင်းမှုနဲ့ပြုစုဆက်ရှောက်ခြင်းဖြစ်ပါတယ်ဆိုတော့ကိုသားသမီးတွေကိုကိုရီထက်ကျွန်တော်တို့ထက်ပိုတိုးတက်အောင်လုပ်နိုင်ဖို့ရဲ့အတွက်ကအခြေခံ foundation ကတော့သားသမီးတို့မြတ်တာအပြည့်ဝပေးပါဂရုစိုက်ပေးပါနော်လူကြီးသူမကိုနားလဲအောင်လူတွေသိထားတဲ့ပြည်သူနီတိတရားလေးတွေကိုအခြေခံစင်းမြင့်ကနေလှုပ်ဆောင်ပေးပါသားသမီးတွေကိုအချိန်ပေးပါသားသမီးရဲ့ပြောစကားကိုနားထောင်ပေးပါသားသမီးရဲ့ဖြစ်ချင်တာကိုလိုက်လျှောက်ပြီးအကောင့်ထဲပေါ်ပေးမယ်ဆိုရင်သားသမီးတွေကလည်းပဲမိဘရဲ့စကားကိုနားထောင်ပြီးရိုသေပြီးကြောက်ချစ်လှုပ်ဆောင်မယ်ဆိုရင်တော့အရင်တိုးတက်တဲ့မိသားစုရိုတက်တဲ့ next generation အနာဂတ်ခေါင်းဆောင်ကောင်းဖြစ်မယ်လို့ယူဆမိပါတယ်